timeless ပွဲမှာအခုလိုမျိုးလာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက်ရောင်းဝမ်းသာပါတယ်အလင်းရောက်အသက်အရန်ကောင်းတယ်သူကအလုံးဝအဆုံးတော့ဆိုတော့လည်းဒီချင်းတွေအများကြီးဆက်လုပ်ပြီးတော့ဒီချက်အများကြီးအောင်နေပါလိမ့်မျိုးစတော့တော့ပါမယ်ဘဝိုင်းစုနေလို့ချင်းထက်လို့ဖို့ရှိတယ်အဲ့တော့တို့လည်းဆိုပြီးပြီတို့နှစ်ပုတ်ဟုတ်တယ်ရှင်းရတော့နှစ်ပုတ်